นี่มันเอาเลยกลับไปอยู่แล้ว ဒီလိုဖြစ်စဉ်ကတော့ထိုင်းနိုင်ငံမှာဖြစ်ပြီးတော့ဒါမွေဟောက်တစ်ကောင်ကဒီအဖွားကိုအိတ်နေချိန်မှာရောက်လာတာပဲဖြစ်ပါတယ်အစာပိုင်းမှာတော့ဒါဒီမွေဟောက်ကအဖွားကိုအိတ်နေတဲ့အချိန်မှာဒါအဖွားအိုရဲ့လက်ကိုဒါနမ်းရှုပ်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းဒါဒီမွေကအဖွားရဲ့လက်ကိုခဏခဏတော်ထိရဆိုတော့ဒီအဖွားကနေပြီးတော့ဒါမွေကိုတေးသေးချာချာမသိဘဲနဲ့ဒါလက်နဲ့ပြန်ပုတ်ထုတ်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒီမွေဟောက်ကအဖွားအိုရဲ့လက်ကိုဒါလှမ်းပြီးတော့ကိုက်လိုက်တာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒါအဖွားအိုဘာဖြစ်သွားလဲဆိုတော့တေးချာတော့မသိပေမဲ့ဒါဒီလိုမျိုးကဒီတတိထားရအောင်လို့တင်မင်းချင်းတာဖြစ်ပါတယ် ไปยายกมือ น่ะ เนี่ย ยายสะบัดมันฉกเบา ฉกแล้วแต่ยังไม่เข้า เนี่ย2 รอบพอรอบ 3นี่มันเอาเลย กลับไปอยู่แล้วโอ้แกยังดึงเอากระดาษไปนั่นนะ ไอเอสเอ้ย สติโคตรดีเลย